မင်္ဂလာပါရှင်မင်းနဲ့နေ့နဲ့1020ပြည့်ပြန်လဲကြိုဆိုပါရှင်ဟုတ်ကဲ့ပါဒီနေ့ကတော့မင်းအလုပ်တွေလာပြီးပြပြပေးမယ်ဖြစ်ပါရှင်ကဲပထမအလုပ်ကတော့အလုပ်နဲ့ခလေးထိပ်ပါရှင်လာစာကတော့1300ပေါ့နော်နေရာကတော့ဝုံဝူရဲ့ပြိုင်ပဲဆက်မှာရှိတဲ့တထင်းမိသားစုကတော့4ယောက်ခွေးတစ်ကောင်ရှိပါတယ်ပေါ့နော်ခလေးတယောက်ရှိတဲ့ခလေးကတော့အသက်2နှစ်ရွယ်ပါရှင်ခလေးရဲ့ဝေယဝတ်ဆောက်ကိုလုပ်ပေးရတယ်နာရက်4ရက်ရှိတဲ့မနာဆိုဒီခါ900ပါပေးပါရှင်နောက်တနေရာကတော့အိုက်တန်စီလို့ပေါ့နော်လာစာကတော့12000နေရာကတော့ဖလံဖို့ပဲဆက်မှာရှိတယ်ရှင်တထင်းမိသားစုကတော့3ယောက်တလိပ်ဆက်မရှိပေါ့နော်အဲလို့တမတရားရှိနေပြီရှင်နောက်ပြီးတော့ဟင်းနေပပဝန်ထူပြီးတော့ချက်ရတယ်နာရက်4ရက်ရှိတယ်မနာဆိုဒီခါ900ပါပေးပါနော်နောက်တနေရာကလည်းရိုးရိုးလေးတန်းစီရလောက်ပါပဲရှင်လာစာကတော့1200ပေါ့နော်နေရာကတော့ဖုထမွန်ထွန်ဆိုင်ဆောင်ပဲဆက်မှာရှိတယ်ရှင်တထင်းမိသားစုကတော့2ယောက်ကြောင်တကောင်ပေါ့နော်အဲ့တန်းစင်ကိုလုပ်ပေးရတယ်စရိတ်ငိမ့်ပါနာရက်4ရက်ရှိတယ်ရှင်မနာဆိုဒီခါ900ပါပေးပါနော်နောက်တနေရာကတော့အလုံးနဲ့ခလေးထိပ်ပါလာစာကတော့15000ကနေ16000ပေါ့နော်နေရာကတော့ချိုပုံဝေး80နဲ့တိပဲဆက်မှာရှိတယ်ရှင်တကယ်ပြီးသားစုကတော့3ယောက်ပေါ့နော်တလိုက်ဆက်မရှိပေါ့နော်အိုက်တန်စီအလုပ်အိုက်တန်စီတွေလုပ်ပေးရပါတယ်စရိတ်ငိမ့်ပေါ့နော်နာရက်4ရက်ရှိတယ်မနာဆိုဒီခါ900ပါပေးပါရှင်နောက်တနေရာကတော့အလုံးနဲ့ခလေးထိပ်ပေါ့နော်လာစာကတော့15000ကနေ18000ပေါ့နော်နေရာကတော့စင်ထန်ချစ်လုံးပဲဆက်မှာရှိပါရှင်တကယ်မိသားစုကတော့6ယောက်ရှိပါတယ်တလိပ်စာမရှိဘူးပေါ့နော်နောက်ပြီးတော့အင်္ဂလိပ်စကားပြောတတ်တဲ့လူလည်းပြရမယ်ခလေး2ယောက်ရှိတာပေါ့နော်ခလေးကတော့2နှစ်အရွယ်နဲ့3နှစ်အရွယ်ပါရှင်ခလေးရဲ့ဝေယဝတ်ဆောက်ကိုလုပ်ပေးရတယ်နာရက်4ရက်ရှိတယ်မနာဆိုဒီခါ900ပါပေးပါရှင်နောက်တနေရာကတော့အလုံးနဲ့လူကိုကြည့်ပါရှင်လာစာကတော့15000ပေါ့နော်နေရာကတော့စုကုံဝေး34ပဲချက်မှရှိရရှင်တတိမိသားစုကတော့3ယောက်တလိပ်စာမရှိဘူးပေါ့နော်လူကိုတရားစီလူခါတော့ပေါ့ဦးနော်အသက်ကတော့96နှစ်ပါရှင်အိုက်တန်စင်ကိုလုပ်ပေးရတယ်လူကိုစားဖို့အတွက်ဟင်းနေပပချက်ပေးရပါတယ်ရှင်စရိတ်ငယ်ပေါ့နော်နာရက်4ရက်ရှိတယ်မနာဆိုဒီခါ900ပါပေးပါရှင်ဒါမဲ့လူအိုကတော့ဘယ်လိုပြောမှဆိုတော့တိုင်လန်ဆောက်လို့မနိုင်တော့ဘူးနော်ထမင်းခိုးကျွေရတယ်ရေလဲပေးချိုရပါတယ်ရှင်လူအိုကနော်အဲ့ဒါကနေရစုကိုဝေး34မှာရှိပါတယ်နာရက်4ရက်ရှိတာပေါ့နော်လာဆက်15000နော်မနာဆိုဒီခါ900ပါပေးတယ်ရှင်နောက်တနေရာကတော့အိုက်တန်စင်လောက်ပါလာစာကတော့14000နေရာကတော့လာချပူးပဲချမှာရှိတယ်နေလာချပူးပဲချမှာရှိပါရှင်အဲ့ဒါကအလုပ်စင်ချိန်ပေါ့နော်မနေ့10နိုင်ကနေညနေပိုင်း9နိုင်အထိပါရှင်တန်းစင်ကိုလုပ်ပေးရတာပေါ့နော်စရိတ်ငိမ့်ပါပဲရှင်နာရက်က4ရက်ရှိတယ်မနာဆိုဒီခါ900ပါပေးပါနော်နောက်တနေရာကတော့အိုက်တန်စင်လောက်ပါပဲရှင်လာစာကတော့12000ကနေ14000နေရာကတော့လာဖလာဝဲဆာမှာရှိတဲ့တတိမိသားစုကတော့1ယောက်ပဲရှိတာပေါ့နော်အဲ့ဒါက3မိနစ်3နိုင်ထားနိုင်လဲလူလည်းပြရမှာပေါ့နော်မိနစ်3နိုင်ထားနိုင်ရမယ်နောက်တော့ဟင်းနေပပချက်တက်ရမယ်စရိတ်ငိမ့်ပါနာရက်က4ရက်ရှိတယ်မနာဆိုဒီခါ900ပါပေးရရှင်နောက်တနေရာကတော့အလုံးနဲ့ခလေးထိပ်ပေါ့နော်လာစာကတော့13000ကနေ16000နေရာကတော့လာမင်ထားပဲဆာမှာရှိတဲ့တတိမိသားစုကတော့3ယောက်ခွေးတစ်ကောင်ရှိပါတယ်ခွေးကိုတော့အစာကျွေးရမယ်ရေပေးချိုးရပါတယ်ရှင်ခလေးတယောက်ရှိတဲ့ခလေးကတော့9နှစ်ရွယ်ပေါ့နော်ခလေးရဲ့ဝေယဝတ်ဆောက်ကိုလုပ်ပေးရပါတယ်စရိတ်ငိမ့်ပါနာရက်က4ရက်ရှိတယ်မနာဆိုဒီခါ900ပါပေးပါရှင်ကဲခုနမီပြောနေတဲ့အလုပ်ကိုစိတ်ဝင်စားရဆိုရင်ကျလန်စစ်စနစ်ရုံမှာလာစမလို့ရပါတယ်ရှင်